ဒီလူဟာအမျိုးသမီးရဲ့တင်ပါကိုစိုက်ကြည့်နေခဲ့ပါတယ်အဲ့ဒါကိုသူမတတိထားမိတဲ့အခါကားပေါ်ကနေအမြန်ဆင်းသွားခဲ့ပါတယ်တိုမိုဟုံဆင်းသွားပါမည်အခလေးချင်းခန့်စတူဒီယိုမှာတောင်သူမအတွက်လုံခြုံမှုမရှိခဲ့ပါဘူးဘာလို့လဲဆိုတော့လိကျင်တိုင်းနီးပယ်ကသူမအနာကိုကပ်ပြီးမတင်လျော်တဲ့ပုံစံမျိုးတွေနဲ့ထိတွေ့တယ်လို့ဖြစ်ပါတယ်တနေ့မှာအဲ့ဒီလူကသူမငိုနေတာကိုမြင်လို့ပြပင်ပေါ်မှာတက်ညှိနေတဲ့သူမရဲ့အကြောင်းကိုကူညီဖို့လုပ်ပေးခဲ့ပါတယ်ဒါပေမဲ့ကူညီနေရင်းနဲ့သူ့ကိုယ်တိုင်ပြုတ်ကျသွားခဲ့တာပေါ့သူ့ရဲ့စေတနာကိုကျေးဇူးဆက်တဲ့အနေနဲ့သူမကသူ့အတွက်လက်ဖက်ရည်ဖျော်ပေးနေတော့မှသူကသူမရဲ့ပုံစံကိုကြည့်နေခဲ့ပြီးသူမကလည်းသူ့တန်ရာတွေကိုပတ်တီစီပေးခဲ့ပါတယ်သူလက်ဖက်ရည်တောက်ပြီးတဲ့အခါမပျော်ဝင်တဲ့တကြားခဲတခဲကိုသူတွေ့ခဲ့ရပါတယ်ဒါကြောင့်နောက်တနေ့မှာသူမအတွက်တကြားမုံတထုပ်ဝဲလာပေးခဲ့ပါတယ်ကျေးဇူးတင်တဲ့အနေနဲ့သူမကသူ့ကိုသူမရဲ့ပြပွဲကိုဖိတ်ကြားခဲ့ပါတယ်ဒါကြောင့်သူကလည်းတသက်ရဲ့ဝတ်ဆင်ပြီးသူမအတွက်ကားကိုတောင်တန်ချင်းရဲ့လုပ်ပေးခဲ့ပါတယ်သူကပြပွဲကိုတက်ရောက်ခဲ့ပေမဲ့အဲ့ဒီနေရာဟာသူနဲ့မသက်ဆိုင်သလိုခံစားနေရပါတယ်ပြပွဲပြီးတဲ့နောက်မှာတော့သူမရဲ့နီးပြနဲ့အဲ့ဒီလူနှစ်ဦးစလုံးရောက်လာခဲ့ပေမဲ့သူမကနီးပြနဲ့အတူသွားဖို့ကိုပဲရွေးချယ်ခဲ့ပါတယ်နောက်တနေ့လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်းမှာနီးပြကသူမရဲ့ဝမ်ဘိုက်ကိုစပြီးပုတ်တက်လာခဲ့ပါတယ်ဒါပေမဲ့ဒီတစ်ခါတော့အញ្ញမ်းလွန်သွားတဲ့အတွက်သူမကလှည့်ပြီးနီးပြကိုပါထိုက်လိုက်တာပေါ့သူမကအမြန်ဆုံးပြေးပြီးအဲ့ဒီလူရဲ့လက်ဝှေ့ယုံကိုသွားခဲ့ပါတယ်ဒါပေမဲ့လက်ဝှေ့စင်ပေါ်မှာသူ့ကိုအပြင်းအထန်ထိုးချိုက်ခံရတာကိုမြင်လိုက်ရပါတယ်သူမလည်းမတတ်တာပဲသူ့စီကိုလက်လန်းလိုက်မိပါတယ်အဲ့ဒီအချိန်မှာပဲသူကပြုံးပြပြီးလက်ဝှေ့ကိုစွန့်လွတ်ကသူမလည်းအတူတူဘဝတစ်ခုကိုစတင်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်